အကြမ်းဖက်စစ်တပ်အခြေစိုက်ရာနေပြည်တော်တွင်စစ်ဆင်ရေးအရှိန်ဟုန်တိုးမြင့်နိုင်ရေးဗျူဟာအမှတ်19ကိုဖွဲ့စည်းဟုဆိုအောက်တိုဘာလ17ရက်အကြမ်းဖက်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင်စစ်ဆင်ရေးများအရှိန်ဟုန်ဖြင့်တိုးမြင့်ဆောင်ရွက်ရန်အတွက်ဗျူဟာအမှတ်19ကိုဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းနေပြည်တော်တိုင်းကွပ်ကဲရေးမှူးဗိုလ်လက်ပြကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်အောက်တိုဘာလ9ရက်နေ့နနက်ပိုင်းနေပြည်တော်အနီးစစ်တောင်းမြစ်ဝမ်းဒေသနေပြည်တော်တိုင်းစစ်ဌာနစစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်2စစ်စင်ရေးနယ်မြေနေပြည်တော်တိုင်းစစ်ဌာန၏ဗျူဟာအမှတ်19ကိုအခမ်းအနားဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်နေပြည်တော်စစ်စင်ရေးအရှိန်တိုးမြင့်ဆောင်ရွက်ဖို့ပါနေပြည်တော်တိုင်းစစ်ဌာနမှာစစ်ဗျူဟာ3ခုရှိပါတယ်ဗျူဟာ3ခုကတော့ဗျူဟာ18ဗျူဟာ18နဲ့အခုဖွဲ့လိုက်တဲ့ဗျူဟာ19ပါတဗျူဟာကိုတပ်ရင်း4ရင်းနဲ့ဖွဲ့စည်းထားပြီးစစ်မျက်နှာ3ခုမှာစစ်စင်ရေးဆောင်ရွက်ဖို့ရှိပါတယ်ဒါပြီးရင်တော့အထွေထွေထိုးစစ်မှာဟန်ချက်ညီပါဝင်ဆောင်ရွက်မှာပါဟုနေပြည်တော်တိုင်းကွပ်ကဲရေးမှူးဗိုလ်လက်ပြကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်အဆိုပါဗျူဟာ19ဖွဲ့စည်းခြင်းအခမ်းအနားသို့နေပြည်တော်တိုင်းစစ်ဌာတိုင်းစစ်စင်ရေးအရာရှိဗျူဟာအမှတ်19မှတာဝန်ရှိသူများဗျူဟာ19၏လက်အောက်ခံတပ်ရင်းများဖြစ်သောတပ်ရင်း806တပ်ရင်း809တပ်ရင်း808တပ်ရင်း9တတို့မှတပ်ရင်းမှူးဒုရင်းမှူးများတပ်ရင်းတာဝန်ရှိသူများနှင့်ရဲဘော်များတက်ရောက်ခဲ့ကြောင်းသိရသည်အကြမ်းဖက်စစ်ကော်မရှင်ကပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲကိုလည်းနီလန်းမျိုးစုံနဲ့တားဆီးသွားမှာပါမိဘပြည်သူတွေဘက်ကလည်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုနီလန်းမျိုးစုံနဲ့ဆန့်ကျင်သွားကြပါလို့တိုက်တွန်းချင်ပါတယ်ဟုနေပြည်တော်တိုင်းကွပ်ကဲရေးမှူးဗိုလ်လက်ပြကပြောဆိုသည်အမျိုးသားညီညွတ်ရေးအစိုးရကຫນွေဦးတော်လှန်ရေးနောက်တဆင့်တက်ရန်နှင့်အထွေထွေထိုးစစ်ဆင်နွှဲရန်တိုင်းရင်းသားလက်နက်ကိုင်များပါဝင်တနိုင်ငံလုံးရှိတော်လှန်ရေးတပ်များနှင့်အတူပြင်ဆင်မှုများလှုပ်ဆောင်လျက်ရှိကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားသည်